Ella Sport Channel ကနေကြိုဆိုပါရစေ။အားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမို့ Channel လေးကို Like and Subscribe လုပ်ဖို့မမေ့နဲ့နော်။ Manchester United ဘောလုံးအသင်းဟာကမ္ဘာပေါ်မှာအောင်မြင်ဆုံးနဲ့ရေပန်းစားဆုံးဘောလုံးအသင်းတွေကတစ်ခုဖြစ်ပါတယ်။1888ခုနှစ်အင်္ဂလန်နိုင်ငံမန်ချက်စတာတွင်စတင်ထောင်ခဲ့ပြီးမူလအသင်းနာမည်ကတော့ Newton Hill ဘောလုံးကလပ်ဖြစ်ပါတယ်။1902ခုနှစ်မှာတော့ Manchester United အသင်းကိုအမည်ပြောင်းခဲ့တာယခုလက်ရှိကစားဝင်းဖြစ်သော Old Trafford ဘောလုံးကွင်းသို့1910ခုနှစ်တွင်ရွှေ့ပြောင်းခဲ့ပါတယ်။ Manchester United ပြည်သူတွေက Old Trafford ကစားကွင်းကိုတရတာတွင်အင်္ဂလန်ပြဆက်ရုံနဲ့ခေါ်ကြပါသေးတယ်။ Manchester United အသင်းဟာပရီးမီးယားလိဂ်ဖလားအကြိမ်20 FA ဖလား73ကြိမ် UEFA Champions League 3ကြိမ် Europa League 1ကြိမ် EFL Cup 6ကြိမ် Super Cup 1ကြိမ် FA Community Shield 22ကြိမ်နဲ့အခြားပြည်တွင်းပြည်ပစူပါများစွာကိုစုကူးထားနိုင်ခဲ့သောကလပ်အသင်းဖြစ်ပါတယ်။1968ခုနှစ်ဆာမတ်ဘက်စ်ပီအုပ်ချုပ်ရေးတိုင်းမှုအောက်မှာမန်ယူနိုက်တက်အသင်းဟာဥရောပဖလားကိုပထမဆုံးချိန်စုကူးနိုင်ခဲ့တဲ့အင်္ဂလိပ်ဘောလုံးကလပ်ဖြစ်လာခဲ့ပါတယ်။မန်ယူနိုက်တက်အသင်းရဲ့ကဏ္ဍဝင်ကြီးပြကြီးဆာလက်ဖာဂူဆန်တာဝန်ယူခဲ့တဲ့1986မှာ2013ရာသီအတွင်းဖလား38ခုရရှိခဲ့ပြီးပရီးမီးယားလိဂ်73ကြိမ် FA 5ကြိမ် UEFA Champions League 2ကြိမ်တို့ကိုရယူနိုင်ခဲ့ပါတယ်။1998-99ခုနှစ်တွင်မန်ယူနိုက်တက်အသင်းဟာတမိုင်းတစ်လျှောက်ဥရောပဖလား3ခုကိုတရားသီးရဲတွင်စုခုရယူနိုင်ခဲ့သောပထမဆုံးကလပ်အသင်းအဖြစ်တမိုင်းမှာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။2016-2019ရာသီတွင် UEFA Europa League ဖလားကိုစုခုရယူနိုင်ခဲ့တာကြောင့် UEFA ကလပ်တိုင်ပွဲ3ခုလုံးကိုအောင်နိုင်ခဲ့သောကလပ်အသင်း5ခုတွင်တစ်ခုပါဝင်ဖြစ်လာခဲ့တာဝင်ရောက်ရှင်ပြိုင်နိုင်သောတိုင်ပွဲတိုင်းတွင်ဖလားရခဲ့သောအင်္ဂလိပ်ဘောလုံးကလပ်တစ်ခုဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။2013ခုနှစ်ဆာလက်ဖာဂူဆန်အနားယူပြီးနောက်မှာတော့ United ဟာရခိုင်အောင်မြင်မှုအစဉ်အတန်းကိုဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက်စိန်ခေါ်မှုများစွာနဲ့မတည်မငြိမ်ကာလတွေကိုကြုံတွေ့ခဲ့ရပါတော့တယ်။နံပါတ်1စီမံခန့်ခွဲမှုအပြောင်းအလဲများဒီပြကြီးဖာဂူဆန်အနားယူသွားခြင်းကခေါင်းဆောင်မှုပိုင်းတွင်တိတိတသားအားရသွားခဲ့ပါတယ်။၎င်း၏နေရာကိုစက္ကန့်သူဖြစ်ရွေးချယ်ခံရသောဒေးဗစ်မိုရက်သည်မန်ယူနိုက်တက်လိုနာမည်ကြီးကလပ်ကိုစီမံခန့်ခွဲရန်တောင်းဆိုချက်များနှင့်လာရောက်ညီတွေဖြစ်အောင်ရုန်းကန်ခဲ့ရပါတယ်။ထို့နောက်10လအကြာတွင်ဒေးဗစ်မိုရက်ထုတ်ပယ်ခံရပြီးတော့ကလပ်အသင်းတွင်ဒီပြအပြောင်းလဲများကိုဇက်တိုက်ပြုလုပ်လာခဲ့ပြီးလူဝဲပန်ကဂေါ်ဇမိုရီညိုအိုလီဂန်နာဆိုရှာအဲရီတန်ဟန်နှင့်လက်ရှိနီးပြရူဘင်အမော်ရင်တို့ကအသင်းကိုတာဝန်ယူကန်ရွယ်ခဲ့ကြပါတယ်။နံပါတ်2မကိုက်ညီသောစွမ်းဆောင်နီးပြမိုရက်လက်ထက်မန်ယူနိုက်တက်အသင်းဟာနီးပြဖာဂူဆန်လက်ထက်ကစံလုံးများနဲ့ကိုက်ညီရန်ရုန်းကန်ခဲ့ရပြီး2013-2014ရာသီတွင်ပရီးမီးယားလိဂ်တွင်အဆင့်9နေရာရပြီးချန်ပီယံလိဝင်ခွင့်နဲ့လွှဲချော်ခဲ့ပါတယ်။နီးပြလူဝဲပန်ကလည်းမော်ရီညိုလက်ထက်မှာအသင်းတည်ငြိမ်မှုနဲ့အောင်မြင်မှုချုပ်ကိုယူဆောင်ပေးနိုင်ခဲ့တော့လေပရီးမီးယားလိဂ်ဖလားကိုရယူနိုင်မှုလုံလောက်တဲ့စွမ်းရည်ကတော့ရှိမနေခဲ့ပါဘူး။နံပါတ်3အပြောင်းရွှေ့အမှားများနီးပြဖာဂူဆန်နောက်ပိုင်းယူနိုက်တက်အသင်းဟာကစားသမားခေါ်ယူမှုဆိုင်ရာပြဿနာများနဲ့ရင်ဆိုင်ခဲ့ရပြီးမျှော်လင့်ထားသည့်အတိုင်းမဟုတ်ပဲလူကြိုက်များသောခေါ်ယူမှုများကိုသာပြုလုပ်ခဲ့ကြပါတယ်။ဥပမာအားဖြင့်အင်ဂျယ်ဒီမာရီယာရမန်ဖယ်ကောကိုမက်ဖစ်ဒီဘေပေါ်ပေါ်ပါနှင့်ဂျေဒန်ဆန်ဂျိုကဲ့သို့ပြောင်းရွှေ့ခြင်းမြင်မာစွာနဲ့ခေါ်ယူခဲ့မှုတွေကအသင်းအတွက်အကျိုးမရှိခဲ့ပဲဆုံးရှုံးမှုတွေမြင်မာခဲ့တယ်လို့ကလပ်အသင်းရဲ့ရေရှည်ပလန်အတွက်လိုအပ်တဲ့အပြောင်းရွှေ့တွေကိုလည်းမပြုလုပ်နိုင်ခဲ့ကြပါဘူး။နံပါတ်4နီးဗျူဟာဆိုင်ရာပြဿနာများမန်နေဂျာအသီးသီးရဲ့မတူညီသောနီးဗျူဟာများကိုချမှတ်ကစားစေခြင်းကလည်းအသင်းရဲ့တည်ငြိမ်မှုကိုပို၍ရုန်းကန်စေခဲ့ရပါတယ်။နီးပြပန်ကလက်ထက်အလွန်မင်းတည်ထားမှုနဲ့ပြင်းကြီးပွဲကစားပုံကြောင့်ဝေဖန်ခံရတယ်လို့ဟော်စင်မိုရီယိုလက်ထက်ခန်းကျကစားပုံကလည်း United Fan တွေအတွက်တော့မလုံလောက်ခဲ့ပါဘူး။နီးပြဆိုရှယ်လက်ထက်တမန်တိုက်စစ်ကစားပွဲကိုအလေးပေးကစားတော့လေဒီပလားကိုရယူနိုင်ရင်လိုအပ်သောတည်ငြိမ်မှုကိုတော့မရရှိခဲ့ပြန်ပါဘူး။2020နီးပြတန်ဟန်တာဝန်ယူကိုင်နေတဲ့ချိန်မှာတော့အပြောင်းလဲအချို့ကိုစတင်မြင်တွေ့ရပါတယ်။တန်ဟန်ရဲ့နီးပြွာများမှာလားလာကောင်းများကိုမြင်တွေ့ရတော့လေအတင်းတည်ငြိမ်မှုမှာတော့ပြဿနာရှိနေစေပါ2023-2024ရာသီမှာထိန်းဆုံးလေးသင်းအစ်စ်ကိုရယူနိုင်ခဲ့ပြီး FA Cup ပြီး UEFA Champions League ဝင်ကိုပါရရှိခဲ့ပါတယ်။သို့တော်လည်း United သည် Premier League ဖလားကိုစိန်ခေါ်နိုင်ဖို့ဥရောပအမြင့်ဆုံးဖလားတွေမှာရှင်ပြိုင်နိုင်မှုအတွက်လုံလောက်တဲ့စွမ်းရည်နဲ့အတင်းတည်ငြိမ်မှုကိုတော့ပြသနိုင်ခြင်းမရှိပါဘူး။နံပါတ်5ခံစစ်နဲ့ဝင်လေအားနည်းချက် United အသင်းဟာနှစ်စဉ်ပြောင်းရွှေ့ရာသီတွင်ငွေကြေးသုံးစွဲခဲ့တော့လေလုံလောက်တဲ့ကစားသမားဖြစ်တည်မှုမရှိပါဘူး။အသင်းရဲ့ခံစစ်ဟာလွယ်လင်းတကူဂိုးတွေပေးနေခဲ့ရပြီးကွင်းလင်ကလည်းတီထင်ဖန်တီးပေးနိုင်စွမ်းနဲ့ကွင်းလင်စိုးမိုးနိုင်မှုအားနည်းခဲ့ပါတယ်။အထူးသဖြင့်ကွဲကြီးတွေမှာဆိုရင် United အသင်းဟာကွဲကိုထိန်းချုပ်နိုင်စွမ်းကင်းမဲ့နေခဲ့တာပါ။နံပါတ်6စူဖလားများအတွက်ရှင်ပြိုင်နိုင်စွမ်းမရှိတော့ခြင်း United အသင်းသည်
ပြည်တွင်းဖလားချို့ကိုရယူထားနိုင်ခဲ့တော့လေ2012-2013 Premier League ဖလားရခဲ့ပြီးနောက်တိုင်ဝမ်အသင်းတွေနဲ့လီဖလားကိုရှင်းလို့နိုင်မှာမရှိတော့တယ်လို့တင်ငင်မှုမရှိတော့အသင်းရဲ့ကစားပုံကလည်းပြည်သက်တွေကိုစိတ်ပြတ်စေတဲ့အဓိကချက်တစ်ခုဖြစ်ပါတယ်2024နိုဝင်ဘာမှာတော့ United ဟာနီးပြအဲနဲ့တန်ဟန်နဲ့လက်တွဲဖြုတ်ခဲ့ပြီးပေါ်တူဂီလူမျိုး Sporting နီးပြ Ruben Amorim ကိုနီးပြအသစ်ဖြစ်ထပ်မံခံရခဲ့ပါတယ်နီးပြ Amorim သည်နောက်တန်း3ယောက်ဖြစ်ကစားသည့်နီးပြကိုအသုံးပြုရရှိပြီးကစားသမားများ၏လှုပ်ရှားမှုနဲ့ဖိအားပေးကစားနည်းကိုလေးပေးကစားပါတယ်လူငယ်ကစားသမားများကိုအခွင့်အလမ်းပေးပြီးကွန်ပျူတာတိုးတက်အောင်လုပ်ဆောင်သူများအဖြစ်လူသိထားပါတယ်Amorim ဟာ United မှာနောက်တန်း3ယောက်ကစားကွက်ကိုအထိုင်ချခဲ့ပြီးကစားသမားတွေစီမှမြန်မာနဲ့လုံအားလုံးနဲ့ပြင်းထန်တဲ့ကြိုးစားအားထုတ်မှုတို့ကိုတောင်းခံခဲ့ပါတယ်။နီးပြ Amorim ဟာ Manchester United အသင်းနဲ့အတူ28ပွဲကစား73ပွဲနိုင်5ပွဲသေကြက10ပွဲထိရှုံးနေထားပါတယ်။ United ဟာ Amorim ရဲ့ကစားကွက်အသင်းမှာအသားကျဖို့ရုန်းကန်နေရပါတယ်။အသင်းရဲ့ဒူစင်းဟာအပြောင်းလဲလုပ်ဖို့လိုအပ်နေပြီးနီးပြရဲ့ကစားကွက်နဲ့အံဝင်မဲ့ကစားသမားတွေကိုခေါ်ယူနိုင်ဖို့လည်းလိုအပ်ပါတယ်။ United ဟာနီးပြ Amorim ကိုချိန်ပေးရန်လိုအပ်နေပြီးလက်ရှိမှာတော့ United ဟာအဆင့်73နေရာမှာရပ်တည်နေပါတယ်။ United ဟာအကောင်းဆုံးစုပွဲတစ်ခုကိုပြန်လည်တည်ဆောက်အောင်မှာဖြစ်ပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့လိုအပ်ကလာမယ့်နွေရာသီအပြောင်းအရွှေ့မှာလိုအပ်တဲ့ကစားသမားတွေကိုရှာဖွေပြီးအသင်းကိုပြန်လည်တည်ဆောက်အောင်ပါပါ။ Manchester United အားလမ်းကြောင်းမှန်ပေါ်ရောက်ရှိရန်နီးပြ Amorim အနေနဲ့အသင်းကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်ဖို့လိုအပ်ပါတယ်။ဒီနေ့မှာတော့ United ဟာအခုပြောင်းတဲ့ပြန်လည်တည်ဆောက်ရေးကာလမှာရှိနေတော့မှာပဲ။ United ဟာကမ္ဘာဘောလုံးလောကမှာဂုဏ်သိက္ခာရှိအသင်းတစ်သင်းအဖြစ်ဆက်လက်တည်ရှိနေတော့တယ်။ရေရှည်အောင်မြင်မှုများကိုရှာဖွေရာတွင်စိန်ခေါ်မှုများနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။